ပြည်ပထွက်ဖို့ကူညီပေးပါဦးပြည်ပထွက်မဲ့ဆိုလို့ရှိရင်တေချာစဉ်းစားရှင်နော်တေချာအခြေဆက်ကောင်းရမယ်နေချက်အဆက်စီးရမယ်အဆက်မစီးဘူးဆိုလို့ရှိရင်လာလို့မရအောင်ထွက်လို့မရအောင်နော်ကျမနဲ့လာမယ်ဆိုလို့ရှိရင်9ယောက်လာမယ်ဆိုလို့ရှိရင်3ယောက်ကရှာလာခဲ့2ယောက်ကျမထုတ်ပေးမယ်နော်အကျွေးစနစ်တော့မရှိဘူးရှင်နော်အဲ့လိုရှိတယ်ရှင်အကယ်၍2ယောက်လာမယ်ဆိုရင်1ယောက်ထုတ်ပေးမယ်နော်မပုံနေအစစ်တော့စီးရမယ်နော်အာမကန်နဲ့လည်းရှိရမယ်ရှင်နော်ကဲရှင်အာမကန်နဲ့မပုံနေအစစ်ရှိရမယ်နော်အဲ့လိုရှင်ကျမချစ်စနစ်လာမယ်ဆိုရင်ပြောတာနော်ကဲကျမပတ်စံငွေနိုင်နေရှင်နော်ပြောဆိုးတယ်လာမယ်ဆိုရင်တေချာစဉ်းစားဆုံးဖြတ်နော်ဘာပဲလုပ်ဘယ်ပြည်ပမဆိုရှင်နော်ထိုင်းမလေးရှားစင်ကာပူဘယ်နေရာသွားမှလဲဂျပန်တရုတ်တေချာစဉ်းစားနော်ကျမနဲ့လာမယ်ဆိုလို့ရှင်ကျမကူညီပေးတာအများဆုံးကဒီထိုင်းနိုင်ငံရှင်နော်စင်ကာပူမလေးရှားတော့ရှိတယ်ရှင်နော်အခြေဆက်ပွဲစားတော့ရှိတယ်နော်တေချာစဉ်းစားဆုံးဖြတ်မှလာကြကျမစီမှာလေကတော့ပတ်စံထုတ်ချလို့ရတယ် online စနစ်နဲ့စာတမ်းနဲ့ပို့ပေးတယ်နော်ထိုင်းနိုင်ငံမှာဆိုအထောက်အထားပေါင်လို့ရတယ်တခြားနိုင်ငံမှာဆို PC ပေါင်လို့ရတယ်ရှင်နော်ဟုတ်ကဲ့ရှင်လိပ်စာနဲ့နေရာပေးတယ်ရှင်ကရင်ပြည်နယ်ကလိပ်စာပေးတယ်ထိုင်းနိုင်ငံလိပ်စာပေးတယ်ရှင်နေရာရှိတယ်ဟုတ်ကဲ့ရှင်ကျမပြောဆိုတဲ့ကျူပြောတာပြတာရှင်အားလုံးချစ်တယ်ရှင်ကျမစစ်ရှိပေါင်းမနေမှရှင်ငါချောတာ